ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကကိုယ့်ရဲ့ဘဝကိုကိုအကောင်းဆုံးလမ်းပြပေးနိုင်တဲ့သူပဲအလေးအချင်းကောင်းတွေကိုနေတိုင်းမှာစင်စစ်မပြတ်လှုပ်ဆောင်သွားနိုင်တဲ့သူတူပဲဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲအရာအားလုံးကကိုယ့်ရဲ့အပေါ်မှာပဲမူတည်ပါတယ်ကိုအလေးအချင်းကောင်းတွေကိုမလုပ်နိုင်ခဲ့တာတွေကအရင်တုန်းကအခုမှကိုအလေးအချင်းကောင်းတွေကိုအမြဲတမ်းလုပ်ပြီးသွားနိုင်ခြင်းနဲ့ဆိုလို့ရှိရင်မို့တော့ဘာဖြစ်လာမှာလဲဆိုတော့ယုံကြည်မှုတွေရှိလာမယ်ကိုပို့ပြီးတော့မှစိတ်ခွန်အားတွေပို့ပြီးတော့မှရလာလိမ့်မယ်ငါဒါတွေလုပ်နိုင်တာပါလားဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်သွားလိမ့်မယ်အဲ့လိုဖြစ်သွားဖို့ရအတွက်ကိုလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကိုနေတိုင်းကိုစကားဖို့ကိုတီးပြီးတော့မှလုပ်သွားဖို့ရအတွက်လိုအပ်ပါတယ်အဲ့လိုလုပ်သွားနိုင်တဲ့သူတို့ဖြစ်ချင်တယ်ဟုတ်တယ်ဟုတ်အဲ့လိုဖြစ်ချင်တယ်ဆိုလို့ရှိရင်ပြောချင်တာနဲ့စကားလုံးလေးတစ်ခုကငါကအကျင့်ကောင်းတွေကိုနေတိုင်းလှုပ်ဆောင်နိုင်တဲ့သူတူဖြစ်တယ်ဆိုတဲ့စကားလုံးလေးကိုပြင်းတဲ့အခါတိုင်းမှာပြောပြပါအကျင့်ကောင်းတွေကိုမလုပ်ချင်တဲ့အခါတွေကြုံလာတယ်ဆိုလို့ရှိရင်ပြောပြလိုက်ပါအဲ့လိုမျိုးပြောပြခြင်းအဖြစ်ဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကအသေးအကျင့်ကောင်းတွေကိုနေတိုင်းလှုပ်ဆောင်နိုင်တဲ့သူတူဖြစ်လာမှာအတိအကျပါပဲကျေးဇူးများတင်ပါတယ်အမြဲတမ်းမှတ်ထားပါ Hero is